ထိုင်းအသင်းတွေကမြန်မာပလီယာတွေကိုခေါ်မယ်လို့လုံးဝခင်ဗျားမစင်စားနဲ့ကျွန်တော်အဲ့ဒါစောင်းဝိုင်းကြည့်ရင်နော်တေချာမောက်ထိုင်းကကျွန်တော်တို့မြန်မာကိုကြော်တတ်သွားမှာဗျာထိုင်းကဘာလို့မြန်မာကိုကြော်တတ်သွားမှာလဲလို့ပြောလို့ရဆိုလို့ရှိရင်ဟိုဒါကျွန်တော်လက်ရှိအခြေအနေကိုသုံးသပ်ပြရအောင်နော်ကျွန်တော်ရှေ့မှာလဲ live တွေမှာတော့ဆော့ပြောတယ်မြန်မာပြည်ကအဲ့လို investor တွေထိုင်းကိုခြေလန်းလှမ်းပါလို့အမြဲတမ်းပြောတယ်ဘယ်သူမှတော့နားမထောင်ကျွန်တော်စကားကျွန်တော်လူတိုင်းကိုပြောတာအဲ့စကားဒါပေမဲ့ဘယ်သူမှတော့နားမထောင်ထားပါတော့ဘာလို့အခုဆိုရင်စုကြီးကဒေါ်လာ3သိန်း MPN အင်ဒိုနဲ့တူတူပဲပြီးတော့အင်ရှင်ဝိုင်းကပ်ဖြစ်တော့ကြောင့်မလို့ M8 ကို2စလော့ရနိုင်တယ်အလားအလာမျိုးရှိတယ်ပေါ့နော်ထိုင်းကနှစ်လောက်နေလို့ရှိရင်ကျွန်တော်တို့မြန်မာကိုကြော်ရလောက်တယ်အခုထိုင်းစာမှာစော့နေတဲ့ဒီဝိုင်းတို့ကတော့ကျွန်တော်ပြောတယ်အဲကျန်တဲ့ညီကိုလည်းပြောတယ်ပေါ့ဗျာထိုင်းစာပါကောင်နဲ့စောက်ဆေးရဲ့ထိုင်းစာပါမှာစော့နေကောင်နဲ့စောက်ဆေးတွေဘာဖြစ်လဲဆိုတော့မိုဘိုင်းလိုက်ကအခုမှဒီပြန်ပွဲတွေပါနေ MSA လို့ဆိုပြီးတော့အခုမှတော့တရားဝင်ကြီးညာပြီးတော့ပြန်ပွဲတွေပါရှိတာတကယ်စော့တဲ့ကောင်တွေကအဲ့လို professional စော့တဲ့ကောင်တွေကကြတော့ပြန်ပွဲရှိမှသူကစော့တာဆိုတော့ဟိုကြော်သွားဖို့တော့များတယ်ပြီးတော့နောက်တစ်ခုပြောမယ်နော်အိန္ဒိချင်းနိုင်ငံထိုင်း MSA ဖြစ်နေလို့ထိုင်းအသင်းတွေကမြန်မာပလီယာတွေကိုခေါ်မယ်လို့လုံးဝခင်ဗျားမစင်စားနဲ့ကျွန်တော်အဲ့ဒါစောင်းဝိုင်းကြည့်ရင်နော်အဲ့ comment ကျွန်တော်တွေ့လို့ကျွန်တော်အဲ့ဒါ comment ပြန်မလို့ဒါပေမဲ့ကျွန်တော် page နဲ့ဖြစ်နေလို့ကျွန်တော်မကောင်းတက်လို့မပြောလိုက်တာထိုင်း MSA ဖြစ်နေလို့မြန်မာ MSA ကကစားသမားတွေခေါ်မယ်လို့ခင်ဗျားတို့တွေးနေရလားမှားသွားမယ်နော်ဖလပင်းကကောင်တွေလှိမ့်ပေါ်လာတာ Wikipedia မှာသွားချီလိုက်မြန်မာပလီယာကိုခေါ်မယ်လို့ထင်နေရလားမှားသွားမယ်လို့တကယ်ပြောတာနော် MTF ဖလမီယာကောင်နေ MTF ကောင်နေတော့ခေါ်နေတာလို့ဆရာကြီးတွေကတိလားခင်ဗျားတို့ကအခုမှဟောပါလေနောက်စီစဉ်လောက်ကြာရင်ညီမကောင်တွေခေါ်ဆော့မယ်ပါလုံနေအဲ့ဒါလေကိုမြန်မာပိုင်ရှင်အတင်းကထိုင်း MSN မှာဝင်ပြိုင်တဲ့ချိန်ကျမှဖြစ်နိုင်လိမ့်မယ်ထိုင်းပိုင်ရှင်သို့မဟုတ်တခြား foreign investor ပိုင်ထားတဲ့အသင်းကနေပြီးတော့မြန်မာကစားသမားကိုခေါ်မယ်ဆိုပြီးတော့ညှော်လင်းမနေနဲ့ market open တာထက်စားလို့ရှိရင် market open နေဈေးကွက်ပွင့်သွားတယ်မြန်မာပြည်ကပလီယာတွေအတွက်ဟုတ်ချင်မှဟုတ်မယ်เนาะအဲ့ဒါကိုတော့နည်းနည်းခေါင်းထဲမှာထည့်ဖို့တော့လိုမယ်ဒါပေမဲ့ကိုကဆောင်းဝမ်းကောင်းနေတော့လည်းဖြစ်နိုင်ပါတယ်ဆောင်းဝမ်းကောင်းနေတော့ဖြစ်နိုင်ဒါပေမဲ့လောလောဆယ်ဒီ first season မှာကျွန်တော်ကြည့်ရသလောက်ကသူတို့ခေါ်တာဖိလစ်ပင်းကကောင်နေပြီပဲအခုကျွန်တော် Wikipedia တီးခေါက်ကြည့်ရတလားဒီထဲမှာ7သိန်းလောက်မသိဘူးရှိရတဲ့မှာ2သိန်း3သိန်းလောက်ကအဲ့လိုဖိလစ်ပိုင်အင်ဒိုတွေခေါ်တာကျွန်တော်တို့အမှကျွန်တော်အခုချင်းညီမတွေကဈေးချိုးတယ်လေအဲ့လိုဈေးချိုးလို့မရဘူးပြဒါ quality ကောင်းဖို့လိုသေးတယ်ခင်ဗျဟိုဖိလစ်ပင်းကဟိုသူကဟိုနိုင်ငံခြားတွေမှန်းပုံပါပဲဟိုဒီမြန်မာကမ္ဘောဒီးယားခေါ်ဆော့ရင်ကြတော့ခုနလို price view performance တော့ဖြစ်ကောင်းတော့ဖြစ်မယ်ဒါပေမဲ့ခုနလို international ထိထိုင်းကတိုးချင်ပုံပါပဲကျွန်တော်ကြည့်ရအဲ့ဆိုတော့ခင်ဗျားတို့တွေအတွေ့အမှားနဲ့အားလုံးတေချာလောက်ကြပါเนาะကျွန်တော်လည်းတေချာလောက်ပါမယ်เนาะဒါကတော့ခုနပြောခဲ့သလိုကိုစိုက်ခဲ့တဲ့အသီးနှံလေးကိုကိုဟာပြန်လည်ပြီးတော့ခြေသိမ်းရတာပါကျွန်တော်မကောင်းတာတွေလုပ်ခဲ့လို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ခံရတယ်ပေါ့เนาะအဲ့လိုပဲလူတိုင်းကဒီလိုပါပဲကိုစိုက်တဲ့ကိုစူးစမ်းအားထုတ်တော့ပြင်ရမှာပါပဲเนาะအားပဲကျန်တော့ထွေပြောကြမှာမရှိဘူးအဓိကရည်ချင်တာမနက်က comment တခုတွေ့လို့နောက်စီရင်ကြမြန်မာတွေခေါ်တော့မယ်ဆိုလို့အဲ့မြန်မာတွေမခေါ်လာဘူး bro လည်းသိပါတယ်ဗျသိရမှာထိုင်းကြောင်ကျွန်တော်လည်းဟိုလိုကြီးတော့ပြောချင်ပါဘူးဒါပေမဲ့ဟိုပြောမှဆိုလို့ရှိရင်တော့ဟိုသူကမြန်မာထက်ဆိုင်သူတို့ဖိလစ်ပိုင်တွေပို့ပြီးတော့အသုံးပြုမှာပါဗျာနော်